Okay, let's go. ကျွန်တော်နာမည်ကတော့ပြေဆုံးပါဖက်ရှင်ကြီးရမယ်ဆိုတော့လုံးဝမမိုက်ဘူးအဲ့လိုရလို့တော့မရှိပါဘူးစားတော့ရီမန်းကြတော့မရှိဘူးပေါ့ဘယ်လိုပြောမလဲလုံရင်းထဲမှာဝါသနာပါပြီးတော့မှဒီဇိုင်နာဖြစ်ရှင်စိတ်ဖြစ်သွားအဲ့လိုရလို့တော့မရှိပါဘူးဒါပေမဲ့ဒီလုံးလို့အိမ်ရလည်းသဘောတော့မတူခဲ့ဒါပေမဲ့ကိုယ်တန်ကိုအိမ်ထဲဆန့်ကျင်မဲ့လုပ်ပြီးမှဝင်လာခဲ့အဲ့ဒီကနေမှတဖြည်းဖြည်းနဲ့အဲ့လိုသူများကိုလောက်အောင်ဖန်တီးပေးရတာတော့လူမျိုးဝါသနာပါလာပေါ့မရှိပါဘူးမရှိပါဘူးပြောမယ်ဆိုရင်အများကြီးရရှိတယ်မနေ့ကတော့ကျွန်တော်တို့အောက်တော့ထွက်ပြီးတော့မှစပင်ညက်တဲ့အခါပေါ့အချိန်မှကျွန်တော်တို့ကကျတော့တင်တန်းသားဆိုပေမဲ့ကျွန်တော်တို့အပြင်သွားပြီးတော့ brighter ညက်တဲ့အခါ brighter မိဘမဲ့ကလေးပေါ့သူတို့အချိန်မှသွားညက်တဲ့အခါပြောတော့ပြောရတယ်ဒါပေမဲ့ဝမ်းလဲဝမ်းနေရတယ်တချို့ကလေးနဲ့တွေ့တော့ပေါ့အဲ့လိုမျိုးတော့ရှိပါတယ်နောက်တစ်ချိန်မှာကိုယ်ပတ်စံအများကြီးရှာနိုင်တော့လူဖြစ်မယ်လို့လည်းထင်တာပဲအိမ်မက်ရလို့တော့မရှိပါဘူးဒါပေမဲ့ကျွန်တော်ရဲ့အိမ်ကတော့ပညာတတ်ဖြစ်ပြီးတော့နိုင်ငံခြားသွားဖို့တော့တိုက်တွန်းခဲ့ပေါ့ဒါပေမဲ့ကျွန်တော်နိုင်ငံခြားသွားတော့မကြိုက်ဘူးပေါ့နိုင်ငံခြားမသွားရှင်အဲ့ဒီကနေမှအလုပ်တစ်ခုလုပ်မယ်ဆိုပြီးတော့မှ V47 နဲ့ဝင်လာရနေပြီးတော့မှတဖြည်းဖြည်းနဲ့ဝါသနာပါပြီးဒီဇိုင်နာထိတက်ခဲ့တာအဲ့လိုရတော့မရှိပါဘူးဒီမှာအမှန်ကြောကိုပဲအားကြိုက်ဒီဇိုင်နာဖြစ်ပြီဆိုတော့ရီမန်းချက်ကတော့အများကြီးရှိပါတယ်နောက်ပိုင်းကိုလုပ်ပြီးတဲ့ဧည့်သည်ကိုသူတို့စိတ်ကြည်နမှုရရှိအောင်လုပ်ပေးနိုင်ဖို့နောက်ပိုင်းမှာဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဘယ်လိုမျိုးပေါ့အများကြီးပေါ့တွေးထားရတော့ရှိပါတယ်